ပလင်းနဲ့ပါအလွာမချပဲခက်ကြမ်းကြမ်းလေးပုတ်တိုက်ပြီးတော့စော်ကစားကတော့မှမို့လို့ရွာသားဆရာများကတမျိုးညီမျှတဲ့အိုးစီအသွားလေးဒီလိုစလို့ပေးပါရှင် အဝစားတော့မှာဆရာကြီးဟုတ်ပြီကိုကြီးဒါကြောင့်မို့လို့လေတမျိုးညီမျှတဲ့အိုးစီသွားလေးနဲ့ဒီလိုစားပြီးပလင်းနဲ့အဝစားကြခြင်းနဲ့ရှင်။အဝစားပုံအကြွားလေးတွေပြီးပြီလားဟဲ့။ဟေးဟာလိမ့်ဖဲဖဲပြီးပါမောင်ရဲ့လိမ့်ဖဲဖဲပြီးပါမောင်ရဲ့လိမ့်ဖဲဖဲပြီးပါမောင်ရဲ့လိမ့်ဖဲဖဲပြီးပါလို့ဟောလက်တီကိုလက်တီကို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 လက်တီကိုလက်တီကိုတို့ရလက်တီကိုရွှေချပါဗျာဟေးပလင်းဝဲတွေဝထားပါလိမ့်ငါစင်းသားနဲ့မရသေးဘူးနောက်တစ်ခါဟေးဟေးဟိုအေးဟာလက်တီကိုရှေ့ချပါလို့